တကယ်လို့တင်ကတေရန်နီလူ12ယောက်ရဲ့ခန္ဓာကိုယ်ထဲဝင်ရောက်ခါသူတို့ရဲ့တေခြင်းကိုရှောင်ရှားရမယ်။အောင်မြင်ခဲ့ရင်ဝင်ရောက်ထားတဲ့သူရဲ့ခန္ဓာကိုယ်နဲ့ဆက်လက်ရှင်သန်နိုင်မှာဖြစ်ပြီးကြာရှောင်ခဲ့ရင်တော့ဆင်းရဲဒုက္ခတွေနဲ့ပြည့်နေနေကိုသွားရမယ်။ဒါပေမဲ့တင်ကစကားမပြောနိုင်သေးတဲ့ကလေးလေးတယောက်ရဲ့ခန္ဓာကိုယ်ထဲဝင်ရောက်သွားရမယ်ဆိုရင်ရောအားလုံးပဲမင်္ဂလာပါ Kirika Ram Channel လေးမှာကြိုဆိုပါရစေ။ယနေ့မှာတော့ Death King လို့အမည်ရတဲ့2023ခုနှစ်ထွက် Fantasy Survival ဇာတ်ကားလေးရဲ့ဒုတိယပိုင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဇဒိုတော်မြောက်ပြောင်းဝင်စားခြင်းမစတင်မီတေမင်းက EJ ကိုကိုတက်ဖို့မကြိုးစားဖို့တတိပေးခဲ့ပါတယ်။မဟုတ်ရင်ငရဲထက်ပိုဆိုးတဲ့နာကျင်မှုကိုရင်ဆိုင်ရမယ်လို့ဆိုပါတယ်။သူမှပြောလို့ပြီးတာနဲ့ EJ ဟာမောင်မိုက်ချင်းတဲ့ကိုကြားရောက်သွားပြီးလှုပ်ရှားလို့မရတော့ပါဘူး။ခေါင်းစွပ်ကိုဖယ်လိုက်တဲ့အခါသူကအနက်ရောင်ဝတ်ထားတဲ့လူတွေဝိုင်းရံထားတာကိုတွေ့လိုက်ရပါတယ်။အနေရနီးကပ်လာတဲ့အခါမှညံပေါ်လာခဲ့ပါတယ်။ဒီလူရဲ့နာမည်ကလီဂျိုဟွန်းဖြစ်ပြီးမာဖီးယားဖွဲ့စည်းသူအလုပ်လုပ်တဲ့ကျွမ်းကျင်လူသက်သမားတအုပ်ဖြစ်ပါတယ်။မကြသေးခင်ကလီဂျိုဟွန်းဟာတထေးရမိန်းမနဲ့ဆွတ်ကြိုက်ခဲ့ပါတယ်။သူမနာကျင်ခံစားနေရတာကိုမကြည့်နိုင်တဲ့အတွက်တထေးရလျှို့ဝှက်ငွေတွေက7 ဘီလီယံကိုခိုးယူပြီးသူမနဲ့ထွက်ပြေးဖို့စီစဉ်ခဲ့ပေမဲ့တထေးရမကြခင်မှာပဲဒီစီစဉ်ကိုသိရှိသွားခဲ့ပါတယ်။ဒီမညံကိုဖတ်ပြီးနောက်အီချီယာဂိုင်းဝင်တွေကိုလီမယ်စွာတိုက်ခိုက်ပြီးသူတို့အားလုံးအလွဲတကူအနိုင်ယူခဲ့ပါတယ်။စိတ်ငြိမ်သွားပြီးတဲ့နောက်မှာအီချီယာအခြေအနေကိုတည်တည်ချာချာစဉ်းစားခဲ့ပါတယ်။သူဟာလီဂျွန်ဝတ်ထားတဲ့7 ဘီလီယံကိုရှာဖို့ဆုံးဖြတ်ခဲ့ပါတယ်။အဲ့လိုဆိုရင်သူကအခြားသူတယောက်အနေနဲ့ဖြစ်သွားမယ်ဆိုရင်တော့မှအဲ့ဒီပတ်စံကိုအသုံးပြုပြီးပြည့်စုံတဲ့ဘောအောင်နေထိုင်နိုင်မှာပါ။ EJ ကမော်တော်ဆိုင်ကယ်စီးပြီးလမ်းမတွေပေါ်ကရင်ကျော်တွေကိုကျွမ်းကျင်စွာရှောင်သိမ်းမောင်းနေခဲ့ပါတယ်။ဒီသတင်းကိုကြားတဲ့အခါတတိက EJ ရဲ့အသက်အတွက်2 ဘီလီယံစုငွေကိုချက်ချင်းကန့်လန့်ခဲ့ပါတယ်။ကြီးမားတဲ့စုတွေအတွက်ရဲတွေကပါ EJ ကိုလိုက်လံရှာဖွေခဲ့ပါတယ်။ EJ ဟာသူ့ရဲ့အလွန်ကောင်းမွန်တဲ့မောင်းနှင်စွမ်းရည်ကိုအသုံးပြုပြီးလိုက်လံဖန်ဆီးခြင်းကနေလွတ်မြောက်ခဲ့ပါတယ်။သူဟာသူ့မညံကိုအလင်းမြန်လိုက်နာပြီးအမျိုးသမီးနဲ့တွေ့ဆုံမှုသဘောတူထားတဲ့နေရာကိုတွားခဲ့ပါတယ်။ယောက်ျားရဲ့စည်ရင်းမှန်ကိုခံစားရတဲ့အတွက် EJ ဟာကာကွယ်မှုမရှိဘဲခိုးယူထားတဲ့ငွေအမြောက်များကိုဝတ်ထားတဲ့နေရာကိုအမျိုးသမီးကိုပြပြခဲ့ပါတယ်။သက်ဆက်ကမှာတော့အမျိုးသမီးရဲ့မျက်လုံးတွေကအေးဆက်သွားပြီးဒီတနက်ကိုမြောက်က EJ ရဲ့စတုထမြောက်ဘဝကိုအဆုံးသတ်လိုက်ပါတယ်။မာရွက်နဲ့သူကိုယုံကြည်ပြီး EJ ထပ်မံကြရှုံးတာကိုမြင်တဲ့အခါတင်မင်းဟာမရေပဲမနေနိုင်ခဲ့ပါဘူး။အမျိုးသမီးကပိုက်ဆံအတွက်သူ့ကိုတတ်ခဲ့တယ်ဆိုတာကိုသိလိုက်ရတဲ့အခါ EJ ဒေါသထွက်ခဲ့ပေမဲ့အတွင်းထဲမှာတော့အနှဲငယ်ဝန်းသာခဲ့ပါတယ်။7 ဘီလီယံကိုငါးဖမ်းလေးပေါ်မှာမဝတ်ထားခဲ့ပါဘူး။ဒါကြောင့် EJ ဟာသူ့ရဲ့ပစ္စမမြောက်ပြောင်းဝင်စားခြင်းကိုဝင်ရောက်ပြီးတကက်လျှို့ဝှက်ထားတဲ့နေရာကိုရှာဖွေဖို့မဆောင်နိုင်တော့ပါဘူး။သို့တော်လည်းသူထောင်ထဲမှာရောက်နေပြီးအကျဉ်းသားတအုပ်ဖြစ်နေတာကိုတွေးလိုက်ရတဲ့အခါထိတ်လန့်သွားခဲ့ပါတယ်။၄ရက်အတွင်းလွတ်မြောက်တော့မယ်လို့ EJ ကြားသိခဲ့ရပေမဲ့ဒီချင်းမြောင်းတဲ့အခန်းလေးထဲမှာအန်နီရဲကနေရာထဲမှာပတ်လည်ဝိုင်းနေပါတယ်။ EJ ဟာပထမဆုံးအန်နီရဲကိုသူ့ရဲ့အခန်းပေါ်ကင်ဂျီယန်စီကနေတီးခဲ့ရပါတယ်။အခန်းထဲမှာစိတ်ရောဂါရှိတဲ့လူသက်သမားတအုပ်ရှိနေပါတယ်။အော်စရာကောင်းတာကတော့ဒါဟာသူ့ရဲ့တတိယမြောက်ဘဝကိုအဆုံးသတ်ခဲ့တဲ့အနိုင်ကျင့်သမားဂျန်ဆောင်ဖြစ်နေတာပါပဲ။ EJ ဟာဒေါသအပြည့်နဲ့သူ့ကိုရိုက်နှက်ခဲ့ပါတယ်။အခြားသူတွေကသူ့ကိုတားဆီးပြီးပြဿနာတက်လိမ့်မယ်လို့တတိပေးခဲ့ပါတယ်။ EJ စိတ်ရှုပ်ထွေးနေတော့မှပဲမညံလုံးပေါ်လာခဲ့ပါတယ်။ဒီခန္ဓာကိုယ်ရဲ့နာမည်ကချိုတဲအန်ဖြစ်ပြီးအသက်22နှစ်ရှိပါပြီ။သူဟာကလေးဘဝကလေးက MMA တိုက်ခိုက်ရေးသမားတအုပ်ဖြစ်ဖို့အိမ်မက်မက်ခဲ့ပေမဲ့သူ့မိသားစုကဆင်းရဲပြီးအကျွေးနှက်နေခဲ့ပါတယ်။လွန်ခဲ့တဲ့2နှစ်ကပတ်စံရဖို့အတွက်ကားနဲ့တိုက်ပြေးမှုအတွက်အပြစ်ကိုဝန်ခံခဲ့ပါတယ်။ရှေ့နေကရဲစခန်းမှာဝန်ခံရင်ကိုရီးယားဝန်တန်း200ရမယ်လို့ကတိပေးခဲ့ပါတယ်။သူဟာအရွယ်မရောက်သေးသူဖြစ်တာအကြောင်းစောင့်ကြည့်ကာလလောက်နဲ့ပဲမကြခင်ပြန်လည်လွတ်မြောက်လိမ့်မယ်လို့ထင်ခဲ့ပါတယ်။ဒါပေမဲ့တရားစီရင်နေစဉ်မှာကားတိုက်ခင်ရတဲ့ကောင်မလေးကတည်ဆုံသွားခဲ့ပါတယ်။နောက်ဆုံးမှာတော့ချူတဲဟန်ဟာထောင်ဒဏ်နဲ့ကြက်ခံခဲ့ရတာဖြစ်ပါတယ်။သူ့ရဲ့တိုက်ခိုက်ရေးသမားဖြစ်ခြင်းနဲ့အိမ်မက်ဟာအဆုံးသတ်သွားခဲ့ပါတယ်။တွေ့ဆုံမှုတစ်ခုမှာသူကရှင်းနေကိုနောက်ထပ်1 ဘီလီယံတောင်းခဲ့ပါတယ်။မဟုတ်ရင်လွတ်လပ်ပြီးတဲ့နောက်မှာအမှန်တရားကိုဖွင့်ရမယ်လို့ဆိုခဲ့ပါတယ်။လက်ရှိအချိန်ကိုပြန်ရောက်တော့ EJ ဂျန်ဆောင်ကိုကြည့်ပြီးသူကကိုကာကွယ်ဖို့အတွက်စိတ်ရောဂါရှိနေတဲ့လူသက်သမားလိုဟန်ဆောင်နေရောက်သဘောပေါက်သွားခဲ့ပါတယ်။ဒါကြောင့် EJ သူ့ရဲ့လိမ်ညာမှုကိုဖော်ထုတ်ပြီးကိုဂျင်ဆောင်ကအတန်းဘော်တွေကိုအနိုင်ကျင့်ဘူးတယ်လို့လူတိုင်းကိုပြောခဲ့ပါတယ်။ဂျင်ဆောင်ကသူ့ရဲ့ထိုက်တန်တဲ့အပြစ်ပေးခြင်းကိုခံခဲ့ရပြီးလေးစားမှုအလုံးဆုံးရှုံးခဲ့ပါတယ်။ EJ ပြဿနာမဖြစ်အောင်နေပြီးလွတ်မြောက်မဲ့နေကိုစောင့်ခဲ့ပါတယ်။သို့တော်လည်းရှင်းနေက EJ ကိုတက်ပြစ်ဖို့အတွက်တခြားအကျဉ်းသားတွေကိုဇိုးလက်ဆောင်ပေးခဲ့ပါတယ်။ EJ ချိုတဲအန်ရဲ့တိုက်ခိုက်ရေးမှုစွမ်းရည်တွေကိုအသုံးပြုပြီးသူတို့အားလုံးအနိုင်ယူခဲ့ပါတယ်။အဲ့ဒီညမှာပဲဂျင်ဆောင်ကသူ့ကိုတိုက်ခိုက်ဖို့ကြိုးစားခဲ့ပေမဲ့မိသွားခဲ့ပါတယ်။ EJ ကသူ့ကိုတက်ပြစ်ချင်ခဲ့ပေမဲ့အဲ့ဒီလိုအမိုက်တယောက်အတွက်ဘဝအသစ်ကိုမဖျက်ဆီးချင်တော့ပါဘူး။ဒါကြောင့်သူကသူတည်ဆုံးသူတွေကိုမြင်နိုင်တယ်လို့လိမ်ညာပြီးဟျူကူရဲ့ဝိညာဉ်ဟာအနီးအနားမှာရှိနေတယ်လို့ပြောခဲ့ပါတယ်။ဒီလူစိမ်းကသူ့ရဲ့အတိတ်ကိုသိနေတဲ့အတွက်ဂျင်ဆောင်ဟာထိတ်လန့်သွားခဲ့ပါတယ်။ EJ ကဟျူကူဟာသူတည်ဆုံးတဲ့နေ့အထိသူ့ကိုထာဝရ6လနေလိမ့်မယ်လို့ပြောခဲ့ပါတယ်။ဒီစကားတွေကဂျင်ဆောင်ကိုသူ့ရဲ့ကြံဘဝအတွက်လုံးဝခြောက်ခြားသွားစေခဲ့ပါတယ်။သူဟာကြောက်ရွံ့မှုနဲ့အသက်ရှင်နေရတော့မှာပါ။လွန်မြောက်တဲ့နေ့မှာရှေ့နေကဂတိအတိုင်း1 ဘီလီယံကိုယူလာခဲ့ပါတယ်။ EJ ကအဲ့ဒီပတ်စံကိုညှင်းဆန်ခဲ့ပြီးသူဟာကောင်းမွန်တဲ့ဘဝကိုနေထိုင်မယ်လို့ပြောကဒီလေးဝက်ချက်ကိုတေတန်းစာအဖြစ်သိမ်းထားမယ်လို့ဆိုခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့သူဟာလူသက်သမားအဖြစ်ပြန်ဝင်စားစဉ်ကဝတ်ထားခဲ့တဲ့ငွေကိုရှာဖို့အလင်းစလို့သွားခဲ့ပါတယ်။သူ့စိတ်ထဲကလိပ်စာကိုလိုက်နာပြီး7 ဘီလီယံကိုရှာတွေ့ခဲ့ပါတယ်။သူအရင်စိတ်လှုပ်ရှားခဲ့ပေမဲ့နည်းနည်းတော့ပျောက်ဆုံးနေခဲ့ပါတယ်
ဒီပတ်စံတွေနဲ့ဘာလို့ရမှန်းသူမသိခဲ့ပါဘူးအဲ့ဒီအခိုက်အတန့်မှာပဲချိုတဟန်းရဲ့အမေဖုန်းဆက်လာခဲ့ပါတယ်သူမရဲ့ကျင်နာတဲ့အတန်ကိုကြားတဲ့အခါ EJ အမေရင်ကိုတတိယသွားခဲ့ပါတယ်သူကသူ့အသက်ကိုအရန်အလွယ်တကူအဆုံးသတ်ခဲ့ပေမဲ့သူ့အမေကိုတော့နက်နက်ရှိုင်းရှိုင်းနာကျင်မှုနဲ့ထားခဲ့ပါတယ်အခုဒီခန္ဓာကိုယ်ထဲမှာအသက်ရှင်နေတဲ့ဆိုတာကချိုတဟန်းရဲ့အမေဟာသူ့ရဲ့သားရဲ့ကိုဘယ်တော့မှပြန်မြင်ရတော့မှမဟုတ်ဘူးလို့ဆိုလိုတာပါအပြစ်ရှိရလို့ခံစားရတဲ့ EJ ကငွေတွေကိုနှစ်ပိုင်းခွဲလိုက်ပါတယ်တဝက်ကိုမြောက်ရထားတက်တာထဲမှာထားခဲ့ပြီးကျန်တဝက်ကိုချိုတဟန်းရဲ့အိမ်ကိုပြန်ယူခဲ့ပါတယ်EJ မောင်မိုက်တဲ့လမ်းကြားတစ်ခုထဲဝင်ရောက်တဲ့အခါတစုံရောက်ကသူ့ကိုနောက်ကနေလိုက်လာပြီးစကားမပြောဘဲဓာတ်နဲ့ထိုးလိုက်ပါတယ်တိုက်ခိုက်တဲ့သူကတော့ကားတိုက်ခံရပြီးတေဆုံးသွားတဲ့ကောင်မလေးရဲ့အဖေပဲဖြစ်ပါတယ်လူသမီးဟာအသက်20မှာတေဆုံးခဲ့ပေမဲ့လူသက်သမားကို2နှစ်သာပြစ်ဒဏ်ချမှတ်ခဲ့လို့ဖခင်ကလက်စားချေဖို့အတွက်ချိုတဟန်းကိုလွတ်လာမဲ့ချိန်ကိုနှစ်ပေါင်းများစွာစောင့်နေခဲ့တာဖြစ်ပါတယ်EJ သူ့ရဲ့နာကျင်မှုကိုနားလည်ခဲ့ပြီးဒဏ်ရာကိုကန်ရင်အမှန်တရားကိုသူ့ကိုပြောပြခဲ့ပါတယ်အဲ့ဒီအခိုက်အတန့်မှာပဲတစုံတစ်ယောက်ကသူတို့စီကိုရှောက်လာခဲ့ပါတယ်အဖေကထိတ်လန့်ပြီးထွက်ပြေးသွားခဲ့ပါတယ်သူကထောင်ထဲကချိုတဟန်းရဲ့နောက်လိုက်ဂင်ဂျီအောင်ဖြစ်ပါတယ်သူကဂယုဆိုင်ဟန်ဆောင်ပြီး EJ ကိုဓာတ်နဲ့ထပ်ထိုးခဲ့ပါတယ်ဂင်ဂျီအောင်လဲရှင်းတွေကတစိုးလက်ဆောင်ပေးထားပြီးတင့်တော်တဲ့အချိန်ကိုစောင့်နေခဲ့တာပါအခုတော့ဝန်တန်းတရားတော့သူဟာ EJ ကိုရက်ရက်ဆက်ဆက်တစ္ဆာဖောက်ခဲ့တာဖြစ်ပါတယ်အဲ့ဒီအခိုက်အတန့်မှာချိုတဟန်းရဲ့အမေကဖုန်းခေါ်လာခဲ့ပေမဲ့ EJ ကပြန်ပြေးနိုင်ခြင်းမရှိတော့ပါဘူးသူမော်မိုက်တဲ့ကဘာမှာနိုးထလာခဲ့ပါတယ်အာမင်မို့ဒီလောက်နီးစပ်ခဲ့တာကြောင့်သူစိတ်ပြတ်ခဲ့ပါတယ်ဒါပေမဲ့တေမင်းကသူကြာရှုံးဖို့တေချာနေခဲ့တယ်လို့ပြောခဲ့ပါတယ်ဘာလို့လဲဆိုတော့သူဟာဆုံးရှုံးသွားတဲ့သူတွေခံစားရတဲ့ဝမ်းနည်းမှုကိုစဉ်းစားဖို့ပြက်ကွက်ခဲ့တဲ့ကိုကျိုးရှာတဲ့ကလေးတစ်ယောက်ဖြစ်နေလို့ပဲလို့ပြောပါတယ်EJ ကသူမနဲ့ညှင်းခုန်ဖို့အချိန်မရှိခဲ့ပါဘူးသူဟာတက်တာတဲ့ပတ်စံကိုယူရမှာပါသူအရန်စိတ်အားထက်တန်နေအောင်မြင်တဲ့အခါတေမင်းကပြောလိုက်ပါတယ်ခနဲ့တန်မြည်ဟိသွားပြီး EJ ကထပ်မံတေဆုံးသွားခဲ့ပါတယ်ပထမအချိန်အတွက်သူဟာမွေးကင်းစကလေးငယ်တအုပ်ဖြစ်လာခဲ့ပါတယ်EJ ကသူ့ရဲ့10ဘီလီယံကိုပြန်မရနိုင်တော့တဲ့အတွက်ကျဲလောင်စွာငိုခဲ့ပါတယ်ဒါပေမဲ့သူ့ရဲ့ဝမ်းနည်းမှုကိုဘယ်သူမှနားမလည်ခဲ့ပါဘူးသူ့အမေကကော်ပီဆိုင်ကနေသူ့ကိုပွေးချီထွက်လာတဲ့အခါတောင်းပန်စကားတွေပြောနေခဲ့ပါတယ်ကားထဲမှာနူးညံ့တဲ့အမေကရုတ်တရက်ဒေါသထွက်လာခဲ့ပါတယ်ကလေးကြောင့်ကော်ဖီတစ်ခွက်တောင်ကောင်းကောင်းမတောက်ရဘူးလို့ဆိုပါတယ်အိမ်ပြန်ရောက်တော့အခြေအနေကပိုဆိုးသွားခဲ့ပါတယ်ကျင်နာပုံရတဲ့အဖေကတကယ်တော့ EJ ကိုတတန်းလုံးအစားအစာတွေကျွေးနေတာဖြစ်ပါတယ်မိဘနှစ်ပါးစလုံးမှာတာဝန်ယူစိတ်လုံးဝမရှိရပါဘူးအဲ့ဒီနောက်မှာတော့ကလေးတငယ်ညှဉ်းပန်းနှိပ်စက်မှုအကြောင်းသတင်းပို့ချက်ကြောင့်ရဲတွေနဲ့ကလေးတငယ်ကာကွယ်ရေးဌာနရောက်လာခဲ့ပေမဲ့ဒီဇနီးမောင်နှံကကောင်းကောင်းဟန်ဆောင်ခဲ့ကြပါတယ်ဖခင်ဟာကလေးတငယ်ကာကွယ်ရေးမှာတော့အလုပ်လုပ်ခဲ့တဲ့သူဖြစ်ပါတယ်ပျော်ရွှင်တဲ့မိသားစုတပ်ပုံတွေကိုမြင်ပြီးနောက်ရဲတွေကတန်တရားကိုဖယ်ရှားလိုက်ပါတယ်EJ ဟာအကာအကွယ်ရဖို့ခြေလောင်ဆောင်ကိုယူခဲ့ပေမဲ့သူတို့ထွက်သွားတာကိုသာကြည့်နေနိုင်ခဲ့ပါတယ်ဒေါသတကြီးပြေးလာတဲ့မိခင်ကိုမြင်လိုက်ရတဲ့အခါမှာတော့ EJ ဟာသူ့ရဲ့အဆုံးသက်ကိုနီးနေပြီဆိုတာကိုသိလိုက်ရပါတယ်သူတင်မင်းစီကိုနောက်တစ်ချိန်ပြန်ရောက်ခဲ့ပါတယ် EJ အရန်ဝန်းနေသွားခဲ့ပါတယ်ဒီလိုမိဘမျိုးတွေဘယ်လိုရှိနေနိုင်တာလဲဆိုတော့သူနားမလည်ခဲ့ပါဘူးတေမင်းကဘာမှဘယ်အရာမှအာမခံထားတာမရှိဘူးလို့သူ့ကိုပြောခဲ့ပါတယ်သူကတော့အရာအလုံးအလွယ်တကူယူဆနေခဲ့တာပါEJ အသက်ရှင်တာကိုဂရုမစိုက်ပဲတေချင်းကိုပို့ပို့ပပရွေးချယ်ခဲ့ပေမဲ့အဲ့ဒီကလေးငယ်လေးကတော့ရွေးချယ်ခွင့်တော့မရခဲ့ပါဘူးဒီလိုပဲရောင်းရင်းတို့ပါဝင်ကျွန်တော်တို့ဟာကိုယ်မှရှိနေပြီးသားအရာကိုအတိအမဲ့ပြဖို့မေးနေကြပြီးမရနိုင်ခဲ့တဲ့အရာတွေအတွက်ပူဆွေးတော့ကရောက်နေကြကြောင်းကိုမိမောင်းထုတ်ပြထားတာပဲဖြစ်ပါတယ်